အားလုံးပဲမင်္ဂလာပါနော်မထအမြဲတမ်း WBNDS တွေကိုအဓိကထားပြီးတော့ကူညီပေးနေတယ်ဒါပေမဲ့အရင်ကူညီမတွေကလည်းမထကိုအမြဲတမ်းလာပြောတယ်သူတို့လာပြောတဲ့အချိန်မှာဆိုရင်မထသိတဲ့ဟာတွေဆိုရင်နော်မထ sharing လုပ်ပေးတယ်ပို့ပြီးတော့လိုပဲထဲဝင်လှုပ်ဆောင်ရမယ့်ဟာဆိုရင်မထထပို့ပြီးတက်ကြွတဲ့သူတွေအဖွဲ့အစည်းတွေကိုမထကလွတ်ပေးလိုက်တယ်ပြီးတော့နောက်ွယ်ရနေတယ်အမကူညီပေးတယ်ဒါတော့အမနဲ့ထိတွေ့ပြီးတော့ကူညီပေးနေလူတွေသိမယ်လို့ထင်ပါတယ်အခုပြောမယ့်အကြောင်းအရာကအိမ်အကူညီမတွေနဲ့အိမ်အကူညီမတွေဆက်သွယ်ပြီးလာတဲ့ agent တွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမထက်သိသမျှမပြောချင်နေဒီ movie ကိုအမလုပ်တဲ့အချိန်မှာမလုပ်ခင်မှာအမအိမ်ကူညီမလေးတွေကိုလည်းမထက်စကားပြောဖြစ်တယ်မထက်သိချင်တာလေးတွေမေးဖြစ်တယ်ထို့အတူမထက်အိမ်ကူ agent အိမ်ကူတွေကိုပို့ပေးနေတဲ့ agent နေနဲ့လေမထက်စကားပြောဖြစ်ပါတယ်ဒါကြောင့်မို့လို့မထက်သိတဲ့အပေါ်မှာပဲအမရဲ့အမြင်ကိုပြောတာမဟုတ်ပဲねတကယ်လက်တွေ့လှုပ်ဆောင်နေတဲ့သူတွေနဲ့တကယ်အလုပ်လုပ်နေတဲ့သူတွေကိုမထက်မေးပြီးတော့မထက်ပြပြတယ်ဒီဟာပေါ်မှာကြည့်ပြီးတော့နောက်လာမယ့်သူတွေဒီ domestic helper အိမ်ကူနဲ့လာမယ့်သူတွေစဉ်းစားပါဆုံးဖြတ်ပါနော်ဟုတ်ပြီလားကဲစပြောကြမယ်ဒီ movie ကအမထင်တယ်2ပိုင်းလောက်ဖြစ်သွားလိမ့်မယ်10မိနစ်2ပိုင်းဖြစ်မယ်အမမြစ်တာရက်ခံချင်တာအမအားလို့စကားတွေတက်ပြောနေမှာမဟုတ်ဘူးအမပြောတဲ့ movie လေးကိုတော့ကျေးဇူးပြုပြီးတော့အဆုံးထိနားထောင်ပေးပါတချို့ကအမပြောထားတဲ့ဟာမှာပါပြီးသားဒါပေမဲ့ဘာပြောတာလဲကိုလည်းနားမထောင်ဘူးသူတို့ပြောချင်ရတယ်ပဲသူတို့ပြောရဲဆိုတော့အမပြောတဲ့လူကမောတာပဲဖတ်တယ်ねကဲ movie က7မိနစ်မလို့မနားထောင်ခြင်းဘူးဆိုရင်အမစာရီရေးတယ်ခဏလေးပဲဖတ်လိုက်ရုံပဲဒါလည်းမလုပ်ချင်ဘူးဆိုတော့နိုင်ငံခြားထီတောင်လာဖို့ဆုံးဖြတ်တဲ့လူတွေကကိုနဲ့သက်ဆိုင်တဲ့ကိုယ့်တဲ့ငွေရေးကြေးနဲ့ပတ်သက်တဲ့ဟာတွေကိုတိတလောက်မတို့ပြောနေတဲ့အချိန်မှာဒါလေးတောင်နားမထောင်ချင်ဘူးဆိုတော့ဒီလိုလူမျိုးတွေပတ်စံနေဆုံးရှုံးပြီးတော့အလိန်ခံရတဲ့ကိစ္စမှာမထက်တနားရီမှာလုပ်ပြီးမှဘာမှလုပ်ပြီးလို့မရဘူးနော်ကဲအမစပြောမယ်အခုမထက်ကိုအိမ်ကူညီမတွေကလာပြောတယ်သူတို့တွေအင်ဒီကိုရောက်တယ်စင်ကာပူရောက်တယ်သူတို့မလုံနိုင်တော့လို့ပြန်ချင်တယ်ဒါပေမဲ့သူတို့ကလာတော့အေဂျင့်မှာ9လပြည့်တို့ပါတို့နဲ့အကျွေးနဲ့လာကြရပေါ့နော်အဲ့တက်ဆိုတော့ပြန်ရောရမလားတဲ့မိတယ်ကဲပြန်ရောရမလားဆိုတော့အမကပြန်ရောခြင်းမရောခြင်းမပြောခင်မှာအမတို့တွေစပြီးဆွေးနွေးကြမယ်နော်ဒီအိမ်ကူညီမတွေကလာတာ WBNDS တွေလို့မဟုတ်ဘူး WBNDS တွေကဒီကိုစင်ကာပူကိုရောက်ဖို့အတွက်ကိုအေဂျင့်ကကိုအားလုံး9000ဆို9000 6000ဆို6000ပြီးခဲ့ရတယ်ပြီးတော့အခုသိတဲ့အတိုင်းပဲမြန်မာနိုင်ငံလေဆိပ်ကနေလွယ်ကူဟိုတုန်းကလို့တက်တာဆိုပြီးထွက်လာလို့မရအစင်ဖြတ်ကျော်ရတာရှိလမ်းကြောင်းရှင်းတာရှိဒါအတွက်ကိုလေ WBNDS သမားတွေကကိုယ့်ဟာကိုရှင်းလာတယ်ကဲ passport လုပ်မယ် PV တွေ PJ တွေ OWIC တွေဒါတွေအတွက်ကုန်ကြစရိတ်တွေဒါတွေကိုလေသူတို့ကသူရှင်းလာတယ်နော်အိမ်အကူညီမတွေကြတော့ဒါမျိုးတွေရှင်းလာလားအမတို့တစ်ချက်ပြောပြပါအမသိရသလားပေါ့နော်တော်များများမရှင်းလာဘူးအိမ်အကူလုပ်မယ်ဆိုရင်အိမ် agency ကိုသွားရတယ်အိမ်မှာနေပြီးတော့သူတို့တွေဒီမှာလောက်ရမယ့်အလုပ်တွေကိုအိမ် agent တွေကသင်ပေးတယ်လို့မှသိတယ်သင်ပေးရဆိုတစ်လတန်းဒီ2လတန်းဒီဒီခါလေးကျရင်တော့ကိုကလည်းကျွမ်းချင်းအိမ်ကိစ္စတွေလုပ်တတ်တယ်ပြီးတော့လည်း interview လေးရသွားတယ်เนาะမြန်ဆန်ထွက်သွားတာလည်းရှိတယ်ပေါ့เนาะတချို့ကြတော့ဗမာလူချင်းတင်လာတာမှလုံးဝမတက်တဲ့အတွက်ဆိုတော့ interview ထည့်ပေးလို့မရတာရှိတယ်လို့အမသိရဒါကိုအမလက်ခံတယ်တချို့ကအိမ်အကူလုံးမယ်ဆိုတာပြောတာကို့အိမ်မှာတော့မှပကံတစ်ချက်စေးလူတွေမဟုတ်ဘူးဆိုတော့ဒီအိမ်အလုပ်ဆိုတာเนาะလူတွေကသာပြောတာပေါ့เนาะအိမ်ပေါ်အိမ်အကူလို့ပြောအများကြီးနေတယ်မတ်ထက်ကအခုချိန်ထိအမရဲ့အိမ်အလုပ်ကိုအမလုပ်နေတာဟိုတုန်းကလည်းအမလုပ်တယ်เนาะအဲ့အတွက်ဆိုတော့အမအိမ်မှာနေတဲ့ကအမအကုန်လုံးသိတယ်ဒါပေမဲ့ခါလေးကြရင်တော့ပေါ့နော်တော်တော်များများမှာတော့သူတို့လည်းပြင်မယ်နေဆိုတော့မမျက်စိမိတ်ထားတာရှိတယ်ပေါ့နော်အမတယောက်ထဲလည်းအမအားလုံးလုံနိုင်တယ်နော်အမကြွားပြီးမပြောအဲ့လို့ဆိုတော့ဘာမှမလုပ်တတ်ပဲနဲ့သူများအိမ်မှာအိမ်အကူလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေဒီရက်ဆိုတော့ agent အိမ်မှာတင်းတဲ့ဟာ1လတန်ဒီ2လတန်ဒီဆိုတော့အိမ်မှာနေစရိတ်စားစရိတ်ဒါတွေဘယ်သူပေးလဲ agent ပေးထားတယ်လို့သိရတယ်ပေါ့နော်ဟိုရောက်ခရေကဘာမှမပေးစရာမလိုဘူးလို့လေအမသိရတယ်တဲ့3-4ရက်ကိုအမ agent တွေကိုမေးတဲ့အချိန်မှာဒီလိုအတန်နဲ့ထွက်လာတယ်ပေါ့နော်ကဲအဲ့လိုမျိုးပေးရတယ်ပြီးရင်
passport မရှိရင် passport လုပ်ပေးရတယ် agent ပြီးရင် time ဘက်ကိုထွက်ဖို့အတွက်ကိုလမ်းကြောင်းရှင်းနေဆိုတော့ဘယ်လိုသွားကြလဲသွားတဲ့လမ်းစိတ်တွေကိုလေပေးကြတယ်အဲ့နေရာမှာ agent အကုန်ထုတ်ထားတယ်နော်ထိုင်းကိုရောက်ပြီတချို့ကတဲ့ထိုင်းရောက်ပြီးတော့မှစင်ကာပူဘက်မကူတော့ဘူးကျမတို့ထိုင်းမှာပဲအလုပ်လုပ်တော့မယ်ဆိုပြီးတော့ဒီတိုင်းဟိုအဲ့ agent လည်းဘလောက်သွားတာကြီးကြုံရတယ်တဲ့မအောင်ပြောကြတယ်ဆိုတော့ဒါမျိုးကြတော့ကိုသာဒီ agent နေရာမှာဆိုဘယ်လိုလုပ်မလဲအစင်စင်လာတဲ့ပတ်စံတွေကိုသူတို့ကထိုင်းရောက်တဲ့ချိန်မှာဘာမှလည်းမပေးတော့ဘဲနဲ့ပျောက်သွားရင် agent ကမောပြီးတော့အကုန်လုံးဆုံးသွားတယ်နော်ဒါမျိုးရှိတယ်နော်ဒါကိုသာသူ့နေရာမှာဆိုတဲ့နေရာနဲ့ပဲတွေ့နော်အမအမြဲတမ်းပြောတယ်အလုံသမားတယောက်တည်းဟာလုံသမားဘက်ကပဲနင့်နာသူမဟုတ်ဘူးဆိုတဲ့စကားအမအမြဲပြောအမရဲ့ထင်မြင်ချက်ကိုမပြောခင်မှာအမပြောတာလေးမနားထောင်ပြီးတော့မင်းတို့ထင်မြင်ချက်တွေကိုရေးနိုင်တယ်နော်ကဲအဲ့ဒါနဲ့ပြီးတော့ထားလိုက်ပါတော့ထိုင်းတီရောက်ပြီးတော့စင်ကာပူလာမဲ့လူတွေလာကြတယ်စင်ကာပူလာတော့ဒီမှာအိမ်ရှင်နဲ့အလုပ်လုပ်တယ်အိမ်ရှင်ကမကြိုက်ဘူးဆိုပြီးတော့ပြန်ပို့တာရှိတယ်ပြန်ပို့တယ်ဆိုရင်ဟိုပါတော့ဒီသူတို့က agent ကိုယူတဲ့နေရာမှာဒီဘက်စာလုံး agent က M1 ဥပဒေတိုင်း2လစာယူခွင့်ရှိဆို2လစာ9လစာမှာ9လစာမြန်မာ agent ယူလဲဆိုမြန်မာ agent 9လစာမှာသူတို့တွေအရင်ဆုံးထုတ်ပေးခဲ့တဲ့ passport ကားတွေနေရင်ကားတွေအကုန်လုံးပါတယ်နော်နေစရိတ်စားစိတ်တွေပါတယ်ဒါတွေကိုညီမတို့ကအစောကြီးတာကိုပတ်စံနဲ့ကိုပေးခဲ့မယ်ဆိုရင်9လစာပေးကြမလို့2လစာပဲညီမတို့ပေးဖို့လိုတယ်ဒါဖြစ်တဲ့နယ်လေနော်ကဲအဲ့နေရာမှာတချို့ကကြတော့အင်ရှင်ကပြန်ခိုင်းလိုက်လို့ဆိုတော့ရောရမှာလားမေး WBNDS ဆိုရင်အလုပ်ရှင်ကဖြုတ်လိုက်ရင်သူတို့အရင်ပေးခဲ့တဲ့ agent က6000ဆိုရင်တဝက်ပြန်ရခွင့်ရှိတယ်ဒီလိုပဲအဲ့အကူမှလည်း IP မှာရေးထားပြီးသား6လအတွင်းအလုပ်ပြုတ်ရင် agent ကတဝက်ပြန်ရခွင့်ရှိတယ်လို့ရေးထားတယ်ဒါပေမဲ့ဒီနေရာမှာညီမတို့ကကြတော့ငကိုတွေကပေးလာမှာမဟုတ်ဘူးညီမတို့ကအကျွေးနဲ့ထားတာဆိုတော့ပြန်ရောရမလားမရောရလားဘယ်လောက်ထိရောရမလဲဆိုတာညီမတို့ဆုံးဖြတ်ပါနော်အမမပြောသေးဘူးနော်အဲ့ဒါကိုဆုံးဖြတ်ဘယ်လိုဖြစ်တယ်လဲဆိုတာကိုစဉ်းစားကြနောက်တစ်ခုရှိသေးတာအေးရှင်ကိုမကြိုက်လို့သူတို့ကအင်ရှင်ကအရန်ခိုင်းလို့ပေါ့နော်အိမ်ပြောင်းကျင်တာအင်ရှင်ကပေးမပြောင်းဘူးတဲ့ပြောအင်ရှင်ကပေးမပြောင်းဘူးအမအမြဲတမ်းပြောတယ်အိမ်ပြောင်းခွင့်ဆိုတာညီမတို့ရဲ့ရပိုင်ခွင့်မဟုတ်ပါဘူးအိမ်ရှင်ကနေပြီးတော့ကဲဒီလူကိုမကြိုက်ဘူးဆိုပြီးတော့ agent ရှိကိုပြန်ပို့တယ်အဲ့မှာ agent ရှိကိုပြန်ပို့မှာနောက်တဲ့အိမ်ကို agent ထပ်ရှာပေးအချိန်မှာ agent က transfer ပေးလိုက်တာရှိတယ်တချို့ကြတော့ဒီ transfer ကြားထဲမှာလည်းတအိမ်နဲ့အိမ်အကူပြောင်းမှာတချို့တွေကထွက်ပြေးသွားတာရှိတဲ့အတွက်တချို့ agent တွေကကြတော့သူတို့ကိုယ်တိုင်ကကြောက်တဲ့အတွက်ဆိုတော့မပေးဘူးငါတို့တွေတခါတည်းပြန်ပို့လိုက်မယ်ပို့ပြီးဆိုပြီးတော့အဲ့လိုမျိုးနဲ့ပို့လိုက်တာတွေရှိတယ်ပေါ့နော်ဒါကလည်းရှေ့အဆက်ဆက်ကဖြစ်ခဲ့တာအများကြီးရှိတယ်ပေါ့နော်တချို့တွေကအဲ့လိုမျိုးထွက်ပြေးသွားတာရှိတယ်နောက်ပြီးတော့ passport သိမ်းထားတာတဲ့ passport သိမ်းထားဆိုဟိုတုန်းက passport တွေပေးထားတဲ့အချိန်မှာဟိုမလေးဗီဇာတွေရှောက်တယ်မလေးဘက်ကိုထွက်သွားပြီးတော့ဟိုဘက်မှာတခုခုဖြစ်လို့တည်သွားပါဖြစ်ခဲ့တယ်မျိုးကြုံမှုတွေအဲ့လိုချိန်မှာအင်ရှင်ကဒီဘက်မှာ security bond ရှယ်ပဲ security bond ကအကုန်ရောရတယ်ဒါမျိုးတွေအစိုးရကိုရောရတာနော်ညီမတို့ရောရတာမဟုတ်သေးဘူးနော်ဒါမျိုးတွေဆိုတော့အလုပ်အင်ရှင်နဲ့ရှင်းရတဲ့အတွက်သူတို့စိတ်ညစ်တယ်ဒါမျိုးတွေမဖြစ်အောင်လို့ဘဲမှသွားလို့မရအောင်လို့စင်ကာပူနိုင်ငံထဲမှာပဲနေလို့ရအောင် passport တင်ထားတာမျိုးတွေကြုံနေနော်ဒါမျိုးတွေရှိတယ်ကဲနောက်ပြီးတော့ထပ်ပြီးတော့ပြောပါတယ်အဲ့ agent တွေ track ပေါ့နော် ancient ကို transfer မပေးတာကိုလေအမကိုလာပြီးတော့ news ပြီးပြောကြတာရှိတယ်ဒါတော့အမရှင်းပြီးပြီးတော့ညီမတို့ကဗာလေဒီအိမ်မှာမလုံနိုင်လို့နောက်အိမ်ပြောင်းခြင်းလေဆိုတော့ညီမတို့သိထားဖို့ကအိမ်အကူကတစ်နှစ်အတွင်းမှာ3အိမ်ပြောင်းရင် M1 က4အိမ်မြောက်မှာ blacklist လို့တော့မဟုတ်ဘူးပေါ့နော်သူကဒီဟာကိုသူကမှတ်ချက်ပေးလိုက်တယ် M1 မှတ်ချက်ပေးလိုက်တာပိုဆိုးတယ်နော်ဘယ်အိမ်ရှိမှခေါ်မှာမဟုတ်ဘူးဒီအလုတ်သမားက3အိမ်ပြောင်းသွားပြီးပြီဒီအတွက်ဆိုတော့မင်းခေါ်မှာလားစဉ်းစားဆိုတော့တချို့အင်ရှင်တွေကဒါမျိုးဆိုရင်မခေါ်တော့အေးဒါမျိုးက M1 မှတ်ချက်ပေးတာညီမတို့ကျန်တဲ့လူကပေးရမှာအလုပ်ရှင်ကပေးစရာမလို3အိမ်ကိုတစ်နှစ်အတွင်းပြောင်းရင်အမှတ်ချက်ပေးလိုက်ပြီနောက်ဆုံးအိမ်ကအဲ့အတွက်ဆိုတော့ဆိုးဘလောက်ရှိရတဲ့ဟာတွေဆိုးရင်လေညီမတို့ဒီဒုက္ခကိုခံရတော့မယ်နော်ကဲနောက်တစ်ပိုင်းမှာမတို့ဆက်ပြောကြမယ်နော်ဟုတ်ပြီလား